ဒီနေ့တော့မေးဈေးရပြန်ပါပြီဘာတွေဝယ်လာလဲဆိုတာတစ်ချက်ပြပါမယ်ကွေးတောက်ရွယ်ဝယ်လာပါတယ်ရှင်ကွေးတောက်ရွယ်ကိုအရေးလေးနဲ့ဟင်းကျွေးလုံဆောင်မှာပဲဖြစ်ပါတယ်မတိနော်ကွေးတောက်ရွယ်နှစ်စီ1000ပါဈေးနိုင်ရှမ်းနန်းနန်း300လားကျက်ပေါက်ပန်းဖြူတွေတစည်းမှာ300ပဲရှိပါတယ်ရှင်အဲ့ဆိုတော့600ပါဒီနေ့အခုသိနေရလေ300ပို့ရပါရှင်ခေါ်ဝဲဒီကတော့800ပါရှင်မကြီးဒီစိမ့်ငပိချစ်ချက်စားမှာလို့ဖြစ်ပါတယ်ဆိုတော့ဒီဒီစိမ့်ငပိချစ်ချက်ဖို့အတွက်မှာကြမယ်မပြမယ်မပြမယ်တဲ့မိုင်းဒါကငါတက်တာလို့ပြောတယ်ဒါလေးကလေလက်တယ်နော်ဒီမျိုးကြီးဒီမှာပြဟိုကလေ3000မိုးပဲရှိတာဒါလေးကလေ3000မိုးဆိုတော့မှ9កောင်လောက်ရတွေ့တာဒီရင်ဒီမှာပစုံလေးရလာတာရေပစုံ2000ပိုးပါ30ဒါကို2000ဆိုတော့မပစုံစိတ်လေးနေပြီလားအကုန်လုံးပေါင်းဆိုရင်ပစုံနဲ့ဒါနဲ့9000ကြီးဒီစိမ့်1000 6000ဒီနေ့ခုက1000မှထားလိုက်9000ဒီဟာနဲ့ဒါနဲ့က1000ဆိုတော့8000 9000ပို့ပါရှင်အားလုံးနဲ့အဆင်ပြေကြပါစေလက်ခက်အတွက်ဟင်းတစ်ခွဲစီစဉ်ရနေပြီဘာဟင်းချရမှမသိတဲ့အိမ်ရှင်မလေးတွေအတွက်ကိုအဆင်ပြေစေရန်ဈေးဘယ်လောက်လဲဆိုတာလည်းတွက်လို့ရအောင်လို့9000 1000ရှိလို့ရှင်တမိသားစုလုံးဝဝဇင်းနဲ့ဆောက်ရပါလိမ့်ရှင်ကျေးဇူးပါ